ရေးစားစကားပြောတာဖတ်ဆူတောင်ထိုးရတယ် ကျွန်တော်မေ့တတ်တော့ဦးဗျာခင်ဗျာလေဘယ်လိုလုပ်မလဲ မေ့မှာ ကျွန်တော်တို့ live တွေနော်ကျွန်တော်တို့ live တွေနော်စဉ်းစားတော့နော်ဆရာကြီးစတိုင်အနေနဲ့အော်ငါဒီလိုအခြေအနေရောငါဒီလိုလေးငါပြောမယ်နော်တကယ်လဲရှိလဲရောစောက်တလွဲတွေဖြစ်တာနော် အခုလိုကျွန်တော်ကရင်ထဲကချစ်ချင်းတွေအစားတက်တည်ထားတဲ့ တက်တည်ထားတယ်တက်တည်ထားတယ် တက် လို့ တည် ပါ ထားတဲ့ တီချာဖတ်ပါရှင် ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံအတိုင်းပညာပဲဖြစ်ပါတယ်နော်ဒါကျွန်တော်တို့ဒီနေ့တော့ကျွန်တော်ရည်စားဟာတာလေးတွေကျွန်တော်အများကြီးစုထားပါတယ်ဒါဒီမနေ့ကတော့ဒီ tag အပိုင်းပေါ့နော်ဒါဒီ tag ပိုင်းကတော့ဘာလို့လုပ်ပေးတယ်လဲဆိုတော့ဒါဒီဘုသူတရရတယ်ဗျာနော်ဒါအပြင်းပြေတယ်ဆိုတော့အဲ့ဒါကြောင့်လုပ်ပေးတာပါကျွန်တော်ဒါဒီနေ့တော့ဒီရည်သားစကားဘယ်လိုပြောရမလဲဆိုတာရေကျွန်တော်တို့ဒါဒီဟိုးငကိုတုံးကကျွန်တော်တို့ရဲ့ဒီမြန်မာနန်းတွင်းပေါ့နော်ဒါတွေဒီလေးလာစရာတွေကိုလည်းကျွန်တော်တို့တူသွားပြီးတော့လေးလာသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကွန်တုံးနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာနော်ဒါဒီအတွေ့အကြုံမရှိတဲ့เนาะဒါ main ကလေးတွေအနေနဲ့เนาะဟိုဘယ်လိုပြောရမလဲဘယ်လိုမျိုးလေးတွေပြန်ပြီးတော့တုံ့ပြန်တယ်လဲဆိုတော့အဲ့ဒီဗီဒီယိုအတူလေးကိုလည်းကျွန်တော်တို့ဒါတွက်ကြည့်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာဒီ condom လို့ပြောလိုက်တာ ਨੇ ဒါရှက်စရာမဟုတ်ပါဘူးဒါကျမ်းမာရေးဘဟုတုတဖြစ်ပါတယ်ဆိုတော့ဒါကြီးကเนาะဒါရှက်စရာလို့ထင်နေသေးရင်เนาะဒါလူငယ်တွေပြောနေကြเนาะဒါဗာလဲ main brain ရဲ့ level လားပါလားเนาะဆိုတော့စလိုက်ကြရအောင်ပါเนาะဒါကျွန်တော်ဟိုဗီဒီယို3ခုကျွန်တော်ဒါဒီမစခင်မှာပေါ့ဗျာနော်ကျွန်တော်တို့ဒါဒီတက်ခုတ်ကန်းတွေဒီဟိုတယ်တွေဟိုသွားတဲမယ်ပေါ့ဗျာဒါပေမဲ့လည်းတဲပြီမယ်လေနော်ဒါလူများတာတို့နော်ဒါအခန်းမရတာမျိုးဆိုရင်နော်ဘယ်လိုမျိုးဘက်ကီးရိုက်ပြီးတော့တဲလို့ရမလဲဆိုတဲ့နီးလေးနော်ကျွန်တော်ဒါပြန်လဲဝေမျှပေးခြင်းပါတယ်နော်ခေါင်းစဉ်ကဟိုတယ်မှာအခန်းမရရင်ဒီနီးကိုတုံးလိုက်နော် ဟယ်လိုဟောတကယ်ကြီးငါမင်းဟိုတယ်ရောက်နေပြီဟာအေးကွာမင်းဟိုတယ်ကဝန်ထမ်းတွေကငါအတွက်ခါမရှိတော့ဘူးပြောနေတယ်ရုပ်ပါ အတီးပေါက်ကြီးနဲ့တော့ရ ဟောအေးကဲရုပ်ဒီလိုမင်းနဲ့စကားပြောလိုက် ဟိုရချောင်းသားပါနော်ဟိုတယ် ဟယ်လို ဟယ်လိုအဲ့မှာဥကိုကြီးနဲ့ဥမောင်နဲ့ငါတကယ်ချင်းတယောက်ရောက်လာဗလား အိုးတယောက်ထဲရောက်လာရဲ့ရှင် အေးနောက်ကျောက်ထပ်လာလိမ့်မယ်တလားအေးသူတို့ BAB တွေနော် ဖီရပြီ အစတအားလို့တောင်းယူပေးလိုက် အ သူ ကွက် တို့ နော် လုံးဝပိုက်ဆံယူလို့မရဘူးဟာလေ ဟုတ်ကဲ့အိုးအခုပြောနေဘယ်သူပါလဲရှင် အားလုံးလည်းအလုပ်ပြုတ်သွားကြလားဟေးအားလုံးဆက်ရတောင်းယူပေးလိုက်ဒါလေ ဟုတ်ကဲ့ပါရှင်တတိစိတ်ချပါဟုတ်ကဲ့ပါတောင်းရင်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါရှင်โอเค ရောက်တကယ်အကွက်တော့ရောက် ဦးနာမည်ကဦးကိုကြီးတဲ့ဦးတကယ်ကြီးလာလိမ့်မယ်ကြားလားမောင်လေးတဲ့ အော် VIP ခန်းစီစဉ်ပေးပါမယ်ရှင် အေးရပြန်ပြီးကတော့နော်အဓိကနော်ဒါအတိုင်ဖောက်ညီတဲ့ border နှစ်ယောက်ရှိတာတယ်နော်ဒါကျွန်တော်တို့ဘယ်ဟိုတယ်ပဲဖြစ်ဖြစ်နော်ဒါ AC နော်အလကားတောင်တဲလို့ရတယ်နော်ဗာလဲ VIP ခံပါနော် အဲ့တော့ကျင်းဝအဲ့မှာ ဟောဒါအင်းဝနန်းတော်မှာရှိတယ်နော် ပင်သမီးတွေရေချိုးတဲ့ကံမှာ ညမိုက်လိုက်တယ်နော် ဒီဟာဒီထဲမှာရေရှိပြီးတော့မင်းသမီးတွေဒီထဲမှာရေတွေပါတွေဆော့ကြတာကျွန်တော်ကတော့ကိုယ်တိုင်းကချောင်းနေ နော်နီ ကြောင်ရေးပုံပဲ40တွေရောက်ကျွန်တော်ကတော့ငါတကယ်များရှင်းပြနေသလားလို့ ရေရှိပြီးတော့မင်းသမီးတွေဒီထဲမှာရေတွေပါတွေဆော့ကြတာကျွန်တော်ကတော့ကိုယ်တိုင်းကချော ချော င်း င်း ကြ ကြ ည့် ည့် နော်နီお前はもう死んでいる နော်ဒါကြော်ကြီးတို့ကြော်ကြီးရဲ့နော်ဒါညီကိုတွေစတိုင်နေပေါ့ဗျာနော်ငါကျွန်တော်ကတော့ဟိုနားမှာချောင်းကြည့်နေတာနော်နော်တကယ်များပြောမလားလို့ အဲ့တော့ကျင်းဝအဲ့မှာရှိတဲ့ပင်သမီးတွေရေချိုးတဲ့ကံမှာနော်ဒီဟာဒီထဲမှာရေရှိပြီးတော့မင်းသမီးတွေဒီထဲမှာရေတွေပါတွေဆော့ကြတာကျွန်တော်ကတော့ကိုယ်တိုင်းကချောင်းကြည့်တာ နော်နီ အဲ့ဒါဘယ်လိုပြောမလဲဒါပညာသားပါတဲ့ဟာတာတွေဆိုတော့နော်ဒါဒီလိုမျိုးတွေပဲဖြစ်ပါတယ်နော်အာယောအေးလာတော့နေတာပဲ လဲဝိဒါတော့ဒါဒီကွန်ဒုံးပေါ့နော်ဒါကွန်ဒုံးနဲ့နော်ဘာမှမဘာမှဘူးနော်ဒါအရန်ဟိုပဲနော်ဒါချစ်ဖို့ကောင်းပါတယ်ချစ်ဖို့ကောင်းပါတယ်နော်အေးမင်းတို့တွေကောင်းနေနော် တခြားဘာကိစ္စတွေရောညီမလေးမဆက်တဲ့ကိစ္စတွေရှိသေးလားကိုယ့်ရဲ့လိမ့်ဆိုင်နေမျိုးစပါဥမာသားစီအကြောင်းပဲဖြစ်ဖြစ်ကွာကိုနှုံးအကြောင်းတွေပဲဖြစ်ဖြစ်အဲ့လိုမျိုး ဆက်တာပေါ့အဲ့ဒါရော အဲ့တော်တော်ဆက်တယ်ပေါ့ တော်တော်ကိုဆက်တယ် အဲ့လိုမျိုးဘာလို့ဆက်တာလဲညီမလေး ဘာလို့ဆက်တာလဲဆိုတော့ကိုမဘာမှမပါဘူးကိုဆက်တာပေါ့ နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ဤပြောစရာဆိုမရှိတစ်ဖက်သက်ယူမိုင်း ယောအေးတချီးရလဲစာလိုက်တာအေးဟိုနှလုံးသားမရှိတဲ့ဘဝကိုအိုးနော်မဟုတ်အဓိကတော့ဒါနော်ဒါတချို့မိန်းကလေးတွေကနော်ဒါကိုဘာမှမဘာမှတော့ရှက်တာမဟုတ်ဒါသူ့ကိုဘယ်လိုပဲဒါချစ်ဖို့ကောင်းပါလေနော် ဘာလို့ဆက်တာလဲဆိုတော့ကိုမ
ဘာမှမ နော်ခင်ဗျားတို့ဘာမှဘူးလား ပါဘူးရှက်တာပေါ့ နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ အားလေ ပြောစရာဆိုမရှိတစ်ဖက်သက် you my name Oh my god ပဲဟေ့ရောက်ဟေး ကြောက်เสียကြီး ဝိတ်ဒါတော့เนาะကျွန်တော်တို့ဒါဆက်လက်ပြီးတော့ကြည်သွားအောင်ပါเนาะဒါရည်သားစကားပြောပြီးတော့เนาะဒါဟိုတယ်ကိုဘယ်လိုခေါ်မလဲဆိုရဲเนาะဒါစကေးပဲဖြစ်ပါတယ်เนาะ ခင်ဗျာကျွန်တော်နန်ကြားဖုတ်တဲ့ဖိုးကြီးပေါ့ဗျာ ခုလိုကျွန်တော်တွေ့ကျင်တာကိုလာပေးတာဝမ်းသာတာဗျာ ရပါတယ်ပြောရရှိရတာပြောပါ ပြောရမယ်နော် ဆိုင်ရကြည့်ပြီးပြောတာတော့ရောက် ဘာပြောတာနဲ့ပုံပင်နဲ့ဘာလို့လဲ ဟိုကျွန်တော်မေးတယ်လေမေးတယ်တော့လေခင်ဗျားပြောချင်စကားတွေကိုကျွန်တော်ညတွေကကျွန်တော်တေးချာမှတ်စုထုတ်ထားတာကျွန်တော်တေးချာ အကြီးစားစကားပြောတာငါဆူတောင်ထုတ်ရတယ် ကျွန်တော်မေးတတ်တော့ဦးဗျာခင်ဗျားလည်းဘယ်လိုလုပ်မလဲ မေ့မှာ ကျွန်တော်တို့ live တွေเนาะကျွန်တော်တို့ live တွေเนาะစဉ်းစားတာတော့เนาะဆရာကြီးစတိုင်အနေနဲ့အော်ငါဒီလိုအခြေအနေရောက်ငါဒီလိုလေးငါပြောမယ်เนาะတကယ်လဲရှိလဲရောစောက်တလွဲတွေဖြစ်တာเนาะ ချိန်လုံးမူယူ ဟုတ်မှန်လေကျွန်တော်ခင်ဗျားကိုရည်စားစကားပြောလို့ချိန်တာလေကျွန်တော်မဝေဖန်နဲ့ကျွန်တော်ပြောတော့ပဲနားထောင်ပြီ เนาะဆရာကြီးတာတော့ဒါပါချက်ခံပဲအကွက်တွေ သူကမလို့တော့ဘူးဗျာတိတ်ပြီဆိုတော့လေညနေတွေတွေ့ချင်းရပါတော့ ရ တွေ့ချင်းလို့ရမလား ညနေတွေတွေ့တာပါတော့ဟိုမတ်ဣကလေယာရူဘီဦးကြီး အဲ့ကျနာမည်ကြီးရတယ်ကွာလာတော့နာ ဘူးဘာလို့ပြောတာ ခင်ဗျာပြောတာဗော ကျမနာမည်မဟုတ်တာဟိုကျမနာမည်ပုံပုံလေ ဟုတ်ပါဘူးဣကလေယာရူဘီဦးပါ โอเคမဟုတ်ပါဘူးကျမနာမည်ပုံပုံပါဆိုမှပဲ ရောကွာအခုလိုခကြည့်မှာကွာဣကလီယာရူဘီဦးတော့ဆိုဘလူးမလည်းပြေးလောက်မှမတင်ပါဘူးနော် ကျွန်တော်ခင်ဗျားနာမည်ကိုဣကလေယာရူဘီဦးထင်လို့အဲ့လိုပဲမှတ်ထားတာ ရှင်ရလဲရှင်ဘာမှကိုမဆိုင်ဘူးတခြားစီပဲနော်မူးနေတာဟိုမှားမှာ အခုလိုကျွန်တော်ကရင်ထဲကချစ်ချင်းတွေအစားတက်တည်ထားတဲ့ တက်တည်ထားတယ်တက်တည်ထားတယ် တက် လို့ တည် ပါ ထားတဲ့ တေချာဖတ်ပါရှင် တက်တည်ထားပြီးကျွန်တော်အန်ကြလာတယ် ဆိုတော့ဘာတော့လိုက်ပြီ ဒီမှာကျွန်တော်ကမူးပြီးတော့အန်နာမဟုတ်တာဗျဘာလို့ခမကိုသွားမှာ မသိဘူးလေရှင်ကချင်းလုံးမူးနေတဲ့သူဆိုတော့အန်ချင်တယ်လို့ထင်တာပေါ့အန်မ ဒါ ဟုတ် ရှက် ဘူး ကီ ပေါ့ ဘဲ အန် နော် လို့ပြော ရှ တာ က်ကီဘဲတွေနော် ခင်ဗျာကျွန်တော်ယူသားစကားပြောတာနားထောင်ပါလားကျွန်တော်ရေသမားဆိုပြီးခင်ဗျာနှိမ်ပါလား ဆက်ပြော ဟောကောင်းပါလေဒါစိတ်ရှိပေးရှာပါလားနော် ဘယ်ရောက်သွားပြီဟိုအဲ့ဒီအန်ကြလာတဲ့စကားလုံးတွေကိုစာတစောင်အဖြစ်နဲ့မတ်ဣကလီယာရူဘီဦးစီကို ဒီမှာကျမနာမည်မအင်္ဂလိပ်ရူဘီဦးမဟုတ်ဘူး ညဘောဘောလို့ပြောနေတာဟိုကဒီ ကျွန် ကော တော် လေ နှုတ်ကြိုးနေလို့ပါဟိုမပုံမုံလေဒါကိုလေကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်ကျွန်တော်နှလုံးသားထဲကနေပြစ်လိုက်တဲ့မြားတစ်စင်းလို့တတ်မှတ်မယ်ဆိုရင်တတ်မှတ်လို့ရပါတယ် အာရောပါချက်ကပဲအကွက်ဒီကော ဟိုသူများမရရဲ့တင်ကိုစားသလိုပဲ ရသူပြမရတဲ့တေကိုစားပဲကျတယ်ဟောပလေးရော ဟော ဒီမှာ သူများ တေချာဖတ်တေချာဖတ် သူများတွေတင်စားသလိုပဲတင်စားရမယ်ဆို သူပြတွေတေစားမယ်နော်ဒါသူပြမရတဲ့တေကိုစားမယ်တဲ့အပလေးနော်ဒါပါချက်ကပဲအကွက်ဒီ ဒီ နော် တော့လေဟိုကျွန်တော်အချစ်ကနေများတစ်ချက်လိုပါပဲဟိုနေကနည်းနည်းနူးညံ့နေတဲ့ ဟမ်ဘယ်နေရနူးညံ့တာတော့ဘယ်နေရနူးညံ့ အ တာ လေသားအလေသား ကနေများတစ်ချက်လိုပါပဲ အလေသားရော ဟိုနေက အ န လေ ည်းန သား ည်းနူးညံ့နေပုတ်လေခင်ဗျလေဟိုနေများနေရာတော်တော်များနူးညံ့နေဗျ ရှင်ရလဲရှင်နူးညံ့တာတော့ကတော့ဟိုကိတ်မုတ်လို့တုံနေရပါတယ်ကိတ်မုတ် အားရောကကျွန်တော်မှမကြိုက် ကျွန်တော်နေများနူးညံ့တာကိုပဲကြိုက်တာဟိုကိတ်မုတ်ကနူးညံ့တာကိုမကြိုက်ဘူး ပြီလား ကျွန်တော်ဆက်ပြောမယ်နော် ပြော ဟိုကျွန်တော်ကနေများတစ်ချက်လိုပဲတချို့နေရာတွေကနူးညံ့ပါလေတဲ့ဒါပေမဲ့ဟိုတချို့နေရာတွေကတော့အဖုဖောင်းနေနေပေါ့ဗျာ အဖူဖောင်းကဘယ်နာအဖူဖောင်းပြောတာလဲ တချို့နေရာတွေကတော့နေများလို့နူးညံ့ ရဒါဗမာကားမို့လို့နော်ဗမာကားမို့လို့နော်အော်တကယ်ပဲအပြင်မှာဆိုရင်မရဲစကားရောက်မဲ့အကွက်တွေ ပါလေတချို့နေရာတွေကအဖုခင်ဗျလေဟိုနေများမှာတချို့နေရာတွေကအဖုအဖောင်းလေးတွေပါတယ်လေဗျာမဟုတ်ဘူးလား ထားလိုက်ပါတော့ဆက်ပြော ဟိုတချို့နေရာတွေကတော့အဖုဖောင်းလေးတွေနဲ့ပေါ့နော်တဲ့ဟိုဟုတ်ဗျာကျွန်တော်လည်းဘယ်လိုတော့မှတ်လိုက်မိလဲမသိ
ခင်ဗျာကျွန်တော်ကနံပြားဆိုရင်ခင်ဗျားကခင်ဗျားကကျွန်တော်ရဲ့နံပြားဖုတ်တဲ့ဖူကြီးပေါ့ဗျာ ဩ ။ညာကျွန်တော်လည်းနံပြားကိုတင်စားလိုက်တော့လေနံပြားဖုတ်တဲ့ဖူကပါသွားတာပေါ့ကျွန်တော်ဆက်ဖက်မယ်နော်အဲ့ဒါဒါကြောင့်ကျွန်တော်အခြေကိုတက်တည်ပြဖို့အတွက်နှစ်ကူတူအခန်းငယ်တစ်ခုမှာရင်ခုန်စံချင်းဂျက်ပင်ထိုးရင်ရှာချင်းကလိန်ထိုးအောင် 哎呀喂，ရှာကြီးကလေးထိုးပဲနော် ဒီဆောင်ဖတ်ပြီးတာနဲ့ဟိုတယ်ကိုလိုက်ခဲ့ပါလားမက်ကလေးရ ကျမပြောတာဟမ်ကျမနာမည်ကလေး ရဟုတ်ကြပါခဏနေမယ်ပုံဆိုတော့ဟိုတယ်ကိုလိုက်ခဲ့ပါလားမပုံရတဲ့ ညောဒါရင်ဘက်ချင်းဂျပင်ထိုးပြီးတာနော်ဒါရှာချင်းဒါကလီမာနော်အောက်ပလီအသေးတွေတော့ရတယ် ရှင်ကကျမကိုရီးစားစကားပြောနေတာလားဟိုတယ်ကိုခေါ်နေတာလားဟမ် မဟုတ်ပါဘူးဗျာကျွန်တော်မှအဲ့လိုစိတ်မရှိပါဘူးဗျာစာရဲ့အလိုရဆိုရင်တော့လေရရပြောပြီးဟိုတယ်သွားရအောင်လို့ပါလာပဲ ဟုတ်လားအော်ပါရမယ် ဒီ တကယ် ဟဲ ဟိုတယ်တော့မဟုတ်ဘူးသိလား ဟေး Yes sir ပေါ့ရတယ်ကျ စိတ်တယ် နော်ဒါအားလုံးပဲနော်ဒါဒီနေ့လဲနော်အားလုံးပဲနော်ဒါညာတိုင်း9နာရီတည်းမှာနော်ဒါကျွန်တော်ကိုဒါလာပြီးတော့နော်ကျွန်တော်ရဲ့အတူတူဗီဒီယိုရေးစားဗီဒီယိုတွေကြည့်ပြီးတော့နော်ဒါအားလုံးဒီခွေတာကိုနော်ဒါဒီညင်းညကိုလည်းသဘောကျမယ်ထင်ပါတယ်ဆိုတော့နော်ဟိုတယ်မှာအခန်းမရလို့နော်ဒါဘယ်လိုလုပ်ကမလဲဆိုတဲ့သူတွေအတွက်ရနော်ဒါနီလန်ကောင်လေးရမယ်ထင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတူပဲတင်ရှိပါတယ်ကျွန်တော်ဒါနောက်နေ့ည9နာရီတိုင်းမှာနော်ဒါဒီမှာဒီ channel မှာပဲတောင်းနဲ့ထုတ်ရတယ်နော်ကျွန်တော်တို့ဒါဒီ channel မှာပဲအားလုံးပြန်လဲဆိုလို့ရပါမယ်အားလုံးပဲတက်တာပါ